ငကားဖြစ်ဖို့စူးစမ်းတာမအောင်မြင်ခဲ့ပဲငွေငယ်လေးတစ်ကောင်ပဲဖြစ်လာခဲ့ရတဲ့စောင်းခိုနေတုန်းမှာလူတစ်ယောက်ကငါ့ကိုအပြားလိုက်ဖြစ်အောင်နင်းမိတော့မလို့ငါသူ့ကိုအသေးသက်ဖို့ကိုက်မလို့လုံနေတုန်းမှာပဲသူ့စီကနေပြင်းထန်တဲ့ငကားစွမ်းရည်တွေကိုခန်းစားမိလိုက်တဲ့နတ်မင်းကြီးတွေရဲ့စောင့်ရှောက်မှုကိုခံရတဲ့လူသားဧကရစ်တွေမှာငကားစွမ်းရည်တွေရှိတတ်တယ်လို့ငါကြားဘူးတယ်ဒါပေမဲ့ငါရဲ့စောင်းခိုချိန်ကိုလာနောက်ဆက်တာကိုတော့ဒီအတိုင်းအပြစ်မပေးပဲမထားနိုင်ဘူးသူ့ကိုအသေးသက်မှာတော့မဟုတ်ပါဘူးဒါပေမဲ့နည်းနည်းလောက်ပြန်ကြိုက်ရတာတော့တရားမျှတပါတယ်မဟုတ်လားသူ့ရဲ့သွေးကမမျော်လင့်ပဲအရန်ချုံနေတာပဲဒါနဲ့ငါလည်းအားရပါရတောက်လိုက်မိတယ်အဲဒီနောက်မှာတော့သူ့ရဲ့အသက်ရှူတန်တွေကပိုနေကွေးလာပြီးမိုးတွေလည်းဆက်ချင်းလာတဲ့တကယ်လို့သူတည်သွားရင်နတ်ပြည်ကငါ့ကိုပဲအပြစ်တင်မှတေးကြတယ်ပြင်တွေရှာပြီးသူ့တန်ရာတွေကိုကူဖို့အတွက်ဆေးရည်တွေညှစ်ထည့်ပေးခဲ့တဲ့အဆူရှိတဲ့ဆေးပင်တချို့ကြောင့်ငါရည်ပြားတောင်ပေါက်ပြဲကုန်တယ်ဗိုက်စာလာရင်တော့သူ့သွေးကိုနည်းနည်းစီပြန်ဆုပ်တောက်တာပေါ့ဒီလိုနဲ့3ရက်တောင်ကြာသွားတယ်သူ့အခြေအနေကပိုဆိုးလာပြီးတေမင်းရဲ့အရေးအယောင်တွေစတွေ့လာရတယ်ငါမှရှိသမျှစွမ်းရည်တွေကိုသူ့ကိုပေးလိုက်ရတော့မယ်တကယ်လို့သူအသက်ရှင်ရင်ငါစွမ်းရည်တွေပြန်ယူမယ်တကယ်လို့သူတည်ရင်တော့သူ့ကိုငါစားပစ်မယ်လို့တွေးရင်ငါသတိလစ်သွားခဲ့တယ်သူဟာလောက်ကျန်တက်ဖြတ်သူတွေရဲ့လိုက်လံတိုက်ခိုက်မှုကြောင့်6ကမ်းပါးတွေကိုပြုတ်ကျခဲ့တာပါအိပ်ပျော်နေတဲ့ငွေလေးကိုကြည့်ရင်သူတည်တော့မယ်လို့ထင်နေခဲ့တာဒီငွေလေးကသူ့ကိုကယ်ခဲ့တာလားလို့သူတွေးနေမိတယ်ငွေတစ်ကောင်ကလူကိုကယ်နိုင်နေဆိုရင်အဲ့ဒါနတ်ငွေဖြစ်ရမယ်လို့သူတွေးတယ်အဲ့ဒီအချိန်မှာပဲငါတမေးအရာကနေနိုးလာပြီးမျက်လုံးပွင့်လာခဲ့တယ်ရှောင်ယွန်ကျွင်းကငါ့ကိုစိုက်ကြည့်ရင်နှင်းသက်သွားတယ်ငါကဗိုက်စာစာနဲ့နိုးလာတာဆိုတော့သူ့လက်ကဝတ်ကိုစိုက်ကြည့်နေမိတယ်အဲ့ဒါကိုမြင်တော့သူ့မျက်နှာတင်းမာသွားတယ်ဒီငွေငါ့ကိုစားတော့မလို့လားလို့သူတွေးနေတယ်သူလှုပ်ရှားဖို့စူးစမ်းပေမဲ့မလုပ်နိုင်ဘူးငါကသူ့လက်ကဝတ်ကိုအဆွဲနဲ့စိုက်ချလိုက်တာကိုသူကြည့်နေုံပဲတက်နိုင်တယ်ခဏအကြာမှာတော့သူ့မျက်လုံးထဲမှာအံ့ဩတဲ့အရေးအယောင်တွေပေါ်လာတယ်သူအနီးကပ်ကြည့်လိုက်တော့လက်ကဝတ်နှစ်ဖက်လုံးမှာကိုက်ရာတွေရှိနေတာကိုတွေးလိုက်ရတယ်ဆိုလိုတာကဒီငွေမှာအစိတ်မရှိဘူးပေါ့ဒီငွေကတစ်ချိန်လုံးသူ့သွေးကိုတောက်နေခဲ့တာကိုအစိတ်မရှိဘူးပဲလို့သူပြောတယ်ငါခေါင်းကြီးပြလိုက်ပြီးမှပြန်ခါပြလိုက်တယ်ဒီငွေကငါပြောတာကိုတကယ်နားလေတာပဲငါသတိလစ်နေတာဘယ်လောက်ကြာပြီလဲလို့သူလှုပ်ကနေမေးလိုက်တယ်ပြီးမှငါအမီးနဲ့မြေကြီးပေါ်မှာငါ့လိုရေးပြလိုက်တယ်ပြီးတော့သူ့အတွက်အစားအစာသွားရှာဖို့ငါသွားထွက်လာခဲ့တယ်ဘာပဲဖြစ်ဖြစ်သူကငါရဲ့လမ်းလျှောက်နေတဲ့သွေးပန်လေးရှောင်ယွန်ကျွင်းအံ့ဩမင်သက်သွားတယ်ဒီငွေကတကယ်ကိုနတ်ငွေပဲအပြင်မှာအေးစိတ်နေပြီးငါတန်ရာတွေကလည်းအရန်နာနေတဲ့စွမ်းအားတွေလည်းမကြံတော့ဘူးငါတကယ်တော့ဘာမှမလုပ်ချင်တော့ဘူးဒါပေမဲ့သူမစားရရင်ငါအတွက်သွေးနေသွားမှာစိုးလို့ဒါကြောင့်ငါအပင်ပန်းခံပြီးတောသီးပင်စီတွားခဲ့တယ်အတီးတချို့နဲ့လမ်းမှာဆေးဘက်ဝင်အပင်တချို့ကိုယူခဲ့တယ်ရင်းနှီးနေတဲ့ငွေတွားတန်ကြောင့်ရှောင်ယွန်ကျွင်းလှိုင်ကူအဝကိုလှမ်းကြည့်လိုက်တယ်ငါအတီးတွေနဲ့ဆေးပင်တွေကိုတဲပြီးတရုတ်တိုက်လာနေတာကိုသူတွေ့သွားတယ်သူ့နှလုံးသားထဲမှာတစုံတစ်ခုကိုခံစားလိုက်ရတယ်ငွေကလေးစီကနေလူသားဆန်မှုကိုသူခံစားလိုက်ရတာငါအတီးတွေကိုသူ့နှုတ်ခမ်းသားအထိလှိမ့်ပေးလိုက်ပြီးဆေးပင်တွေကိုဝါချေကသူ့တန်ရာပေါ်ကပ်ပေးလိုက်တယ်သူ့မျက်လုံးတွေမှီးဆင်းသွားပြီးနောက်ဆုံးတော့သူနားလေသွားခဲ့ပြီးငွေကလေးမင်းငါကိုကယ်လိုက်တာလားငါခေါင်းကြီးပြပြီးသူ့ကိုမျောလင်းတကြီးစိုက်ကြည့်နေမိတယ်ငါကြည့်အောင်မှာသူအတီးကိုတကိုက်ကိုက်လိုက်တဲ့ချင်းပြီးခါနေပေမဲ့ဒီလိုရာသီဥတုမှာတော့ဒါကအစားအစာပဲလေသူအတင်းမျိုးချလိုက်တယ်အတီးသုံးလုံးစားပြီးတော့သူပိုတောင်ဗိုက်စာလာသေးတယ်သူစားပြီးတာနဲ့ငါရှာထုတ်ပြီးအဆွဲတွေကိုပြလိုက်တယ်သူချက်ချင်းသဘောပေါက်သွားတယ်မင်းတွေးလို့ချင်းလို့လားငါခေါင်းကြီးပြပြီးသူဘာမှမပြောခင်မှာပဲသူ့လက်ကောက်ဝတ်ကိုကိုက်လိုက်တယ်သူ့သွေးတွေကကျဲလွန်းသေးတယ်သူ့ကိုအများကြီးကြွေးရအောင်မယ်မနှက်ဖြန်ကြရင်သူ့အတွက်တစ်ခုခုဖမ်းပေးရမယ်သွေးတောက်ပြီးတော့ငါပြန်အိတ်ချင်လာတယ်သူ့ရင်ဘက်ပေါ်တွားတက်ပြီးခွေအိတ်လိုက်တယ်ကြတော့သူကိုယ်တိုင်ထိုင်နိုင်လာပြီးဘာလို့သူ့တန်ရာတွေကဒီလောက်မြင်ပြောက်နေရတာလဲဆိုတာသူစဉ်းစားလို့မရဘူးသူထပ်မစဉ်းစားရသေးခင်မှာပဲငွေတွားတန်ကဖြတ်ပြောလိုက်တယ်လို့ဖြစ်သွားတယ်ငါတော့ချက်တကောင်ကိုဆွဲလာခဲ့တာငါဒဏ်ရာမရတာကိုမြင်တော့သူစိတ်အေးသွားတယ်ဒါပေမဲ့သူ့မှာဘာကရိယာမှမရှိဘူးအဲ့ဒါကိုချက်ဖို့နီးလန်းမရှိဘူးငါဒါကိုအစိမ်းမစားနိုင်ဘူးဒါပေမဲ့မင်းကတော့စားနိုင်မှာပါလို့သူပြောတယ်ငွေတွေကသားကောင်ကိုတကောင်လုံးမျိုးချတတ်တာသူသိတယ်ဒါပေမဲ့ဒီချက်ကငါအတွက်အရန်ကြီးလွန်းတယ်ဒါနဲ့ငါတို့နှစ်ယောက်စလုံးချက်ကိုပဲငေးကြည့်နေမိကြတယ်ထားလိုက်ပါတော့ငါအတီးပဲစားပါမယ်မင်းမဲစားလိုက်ပါငါစိတ်ထဲကအော်နေတယ်အဲ့ဒီကောင်ကိုဖမ်းဖို့ငါ2ရက်တောင်ချောင်းခဲ့ရတာသူလက်လန်းပြီးငါကောင်းကိုအသာအရာပုတ်ပေးတယ်ရဲတင်းလာကြီးလားငါကောင်းကိုဘလို့တောင်လာဖို့ရဲတာလဲလို့ငါတွေးမိတယ်ဒါပေမဲ့တစ်ဖက်ကပြန်စဉ်းစားတော့လေသူကငါရဲ့သွေးပံပဲလေငါလဲသူ့လက်ဘဝထဲတိုးဝင်ပြီးချွဲပြလိုက်တယ်အရင်ဘဝကငါလူတယောက်ကိုယုံကြည်ခဲ့ဘူးတယ်ငါအဆင့်တက်လန်းဖို့စူးစမ်းနေတော့ကြင်ကြံသူတွေကငါ့ကိုဝိုင်းတိုက်ခဲ့ကြတယ်ငါရဲ့အတွင်းအားလုံးကိုဖောက်ခွဲပစ်ပြီးသူတို့အားလုံးနဲ့အတူတေလန်းကိုရွေးခဲ့တာအဲ့ဒီအချိန်ကစပြီးငါလူသားတွေနဲ့ဝေးဝေးမှနေခဲ့တယ်ဒါပေမဲ့အဲ့ဒီညမှာသူပြန်လာတော့တကူလုံးသွေးတွေနဲ့အဲ့ဒါကသူ့သွေးတွေမဟုတ်ဘူးသူဝင်လာတာနဲ့တပြိုင်နက်ငါချက်ချင်းတတိနဲ့ရံမှုဖို့ပြင်လိုက်တယ်သူကလက်ထဲမှာဓာတ်တလက်ကိုကင်ပြီးတေမင်းနဲ့ဖျားတပားလိုငါစီကိုရှောက်လာခဲ့တယ်ဒါပေမဲ့အဲ့ဒီညမှာတော့ရှောင်းရင်ကျွင်းကတခြားသူရဲ့သွေးနဲ့တွေနဲ့ရောနှောပြီးသွေးညီနဲ့တွေထွက်ကပြန်ရောက်လာတယ်။သူဝင်လာတာနဲ့တပြိုင်နက်ကျမအဲ့ဒီအနံ့ကိုရလိုက်တယ်။ကျမချက်ချင်းဆိုသလိုကိုထောင်လိုက်ပြီးအပြည့်အဝသတိထားရင်ရှောင်းရင်ကျွင်းကိုစိုက်ကြည့်လိုက်တယ်။သူကဓာတ်တစ်ချောင်းကိုကင်ထားပြီးတားကောင်ကိုချောင်းနေတဲ့တားရဲတကောင်လိုကျမစီကိုဖြည်းဖြည်းချင်းနဲ့တီတီငိမ့်ငိမ့်ရှောက်လာနေတယ်။ဒါပေါ့လေသူဓာတ်ရသွားပြီဆိုတော့အခုကျေးဇူးကန်းတော့မှာပေါ့။ကျမကိုကြွလိုက်ပြီးအဆွဲတွေထုတ်အစိတ်အိတ်တွေကိုအသင့်ပြင်ထားလိုက်တယ်။အဲ့ဒီနောက်ရုတ်တရက်ဆိုသလိုရှောင်းရင်ကျွင်းကဓာတ်ကိုချလိုက်တယ်။သူကကျမစီကိုအနှဲငယ်ရိုင်းနဲ့ရှောက်လာပြီးသူ့အတန်ကတိုးညင်းကနှွေးထွေးနေတယ်။ဟေးငွေလေးမင်းကြောက်နေတာလားကျမစဝေးစဝါဖြစ်သွားတယ်ဘာတွေဖြစ်နေတာလဲရှောင်းရင်ကျွင်းအနားရောက်လာတော့မှပဲသူကငွေနှုတ်တန့်စင်ထားတဲ့တွက်ချက်တကောင်ကိုကင်ထားတာကိုကျမရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်သူကကျမခေါင်းကိုပို့လက်ကမ်းလိုက်တယ်ကျမကတော့အဲ့ဒီလိုအပုတ်ခံဖို့တော်တော်လေးမြင့်မြတ်လုံးတလူမျိုးရှောင်းလိုက်တယ်သူကသွေးတွေပေးနေတဲ့သူ့လက်တွေကိုကြည့်ပြီးခါတီးစွာရေးလိုက်တယ်အေးလေ
ဒါကတော်တော်လေးယုံစရာကောင်းနေတာပဲသူချက်သားကိုချထားခဲ့ပြီးအပြင်ကိုပြန်ထွက်သွားတယ်ခဏကြာတော့သူထင်းတွေအများကြီးပိုက်ပြီးပြန်လာတယ်ကျမစီကိုရှောက်လာပြီးကျွမ်းကျင်သူတယောက်လိုမိမွေးနေတာကိုကျမကြည့်နေမိတယ်ပြီးတော့သူချက်ကိုกินဖို့အတွက်အစင်သင့်လုပ်လိုက်တယ်အဲ့ဒီအချိန်မှာသူကလက်တွေကိုတန်ရှင်းအောင်တုပ်လိုက်ပြီးကျမခေါင်းကိုပုတ်ပေးတယ်ဘာတွေဖြစ်ပြနေမှန်းကျမလုံးဝနားမလည်တော့ဘူးရှောင်းရင်ကျွင်းရဲ့မျက်လုံးတွေထဲမှာအပြုံးတစ်ခုပေါ်လာတယ်မင်းတစ်ခါမှအချက်တွေမစားဘူးမဟုတ်လားကျမမျက်တောင်ခတ်လိုက်တယ်စားလဲမပါဘူးဘာမှမပါဘူးဒါပေမဲ့အဲ့ဒီချက်ကင်ကတကယ်ကိုမှွေးကြိုင်နေပြီကြည့်ရတာလည်းအရန်စားကျင်ဆောက်ပဲဒါပေမဲ့ရှောင်းရင်ကျွင်းရဲ့စိတ်ထဲမှာတော့တိတ်ပြီးခံစားလို့မကောင်းဘူးစောစောကသူ့အပြင်မှာသူ့ကိုလိုက်ရှာနေတဲ့လူတွေကိုတွေ့ခဲ့တယ်အရင်ကသူ့ရဲ့လူယုံတွေဖြစ်ခဲ့ပြီးအခုတော့သူ့ကိုပြန်ပြီးအမဲလိုက်နေတဲ့လူတွေပေါ့တခါတလေကြာရင်လူတွေကတရိတ်ဆန်တွေထက်တောင်ပိုဆိုးတတ်ကြတယ်ရှောင်းရင်ကျွင်းရဲ့ခံစားချက်တွေရုတ်တရက်ပြောင်းလဲသွားတာကိုကျမခံစားလိုက်ရတယ်ကျမသူ့ကိုလှည့်ကြည့်လိုက်တယ်မိအောင်ကသူ့မျက်နှာပေါ်မှာဖြာကျနေပြီးနှက်ခမ်းထောက်မှာပြုံးလေးတစ်ခုနဲ့မျက်လုံးတွေကနူးညံ့နေတယ်ခဏဆောင်ဦးမကြက်သေးဘူးမဲလိုက်ထွက်ခြင်းနဲ့အနေရှောင်းရင်ကျွင်းအဲ့ဒီချက်ကင်လုတ်ပေးပြီးကလေးကကျမကတော့ချက်ပြုတ်ထားတဲ့အစားအစာကိုအတော်လေးဆွဲလန်းသွားတော့တာပဲဒါပေမဲ့အဲ့ဒီနေ့ကအပြင်ထွက်ခဲ့လို့သူ့ရဲ့ဒဏ်ရာတွေပြန်ပွင့်သွားတယ်ဒါကြောင့်ကျမကသူ့ကိုကူထဲမှာပဲနားနေဖို့ပြောလိုက်တယ်မဲလိုက်တာကိုကျမပဲတာဝန်ယူမယ်ကန်ကောင်းတဲ့နေ့ပဲတောချက်တကောင်နဲ့ယုံတကောင်ရခဲ့တယ်ဒါပေမဲ့ကူအနာကိုပြန်ရောက်ခါနီးမှာပဲပြင်းထန်တဲ့တိုက်ပွဲဖြစ်တံတွေကိုကြားလိုက်ရတယ်ကျမဖမ်းထားတဲ့သားကောင်ကိုဘေးကင်းတဲ့တနေရာမှာပွက်ထားခဲ့ပြီးတက်နိုင်သမျှအမြန်ဆုံးပြေးလွှားသွားခဲ့တယ်အဲ့ဒီအချိန်မှာကျမရဲ့အစားအစာအရင်းမြစ်ရှောင်းရင်ကျွင်းကတော့လက်ထဲမှာဓာတ်တစ်ချောင်းကင်ပြီးသွေးတွေရွှဲကအေးဆက်တည်နေပြီးအင်မတန်အသေးတန်ဖြစ်နေတဲ့အခြေအနေနဲ့ရှေ့ကိုရိုက်တိုင်းရှောင်းနေတယ်မျက်လုံးတွေကတော့ထက်မြက်ပြီးရက်ဆက်တဲ့အရေးအယောင်တွေရှိနေတယ်တယောက်တည်းနဲ့လူများကြီးကိုရင်ဆိုင်နေရတာတော့သူကကြောက်ဆောင်တစ်ခုလိုမလုံမရှက်ရက်နေတော့မယ်ကြောက်ရွံ့တဲ့အရေးအယောင်နည်းနည်းလေးတောင်မရှိဘူးအဲ့ဒီနောက်တစ်ယောက်ကသူ့ကိုဓာတ်နဲ့လွှဲခုတ်လိုက်တယ်ရှောင်းရင်ကျွင်းကအဲ့ဒါကိုခုခံလိုက်တယ်ဓာတ်သွားချင်းထိမှန်တန်တွေထွက်ပေါ်လာပြီးမိဘတွေနေရာအနှံ့လွင့်စင်သွားတယ်သူအားမတောင်းတော့ပဲနောက်ကိုခြေလန်းနေငယ်ဆုပ်လိုက်ရတယ်အဲ့ဒီနောက်ရိုးရင်းချင်စီအထိအေးဆက်သွားစေမဲ့အရှိန်ဝါတွေနဲ့လူအုပ်ကြီးကဓာတ်တွေကင်ပြီးဝိုင်းအောင်တိုက်ခိုက်လာကြတယ်ကျမခွင့်ရေးကိုအရယူပြီးအရှိန်နဲ့ခုန်တက်ကလူတစ်ယောက်ရဲ့လေဘင်းကိုအဆွဲနဲ့စိုက်ချလိုက်တယ်စက္ကန့်ပိုင်းတွင်းမှာပဲသူ့တကူလုံးတောင်တင်းသွားတယ်သွေးတွေနေရာအနှံ့ကျဆင်းလာပြီးသူပြန်ထမလာနိုင်တော့ဘူးတတိထားအစိတ်ပြင်းတဲ့ငွေဒီငွေလေးကအစိတ်ရှိုံတင်မဟုတ်ဘူးတေလောက်အောင်ပြင်းတဲ့အစိတ်မျိုးဒါပေမဲ့အဲ့ဒီတုန်းကဘာလို့ငါ့ကိုရံမမှုခဲ့တာလဲအခုတော့ငါ့ကိုတောင်ကဲနေပါလားအဲ့ဒီအတွေးကခေါင်းထဲမှာခဏလေးပဲဖြစ်ပြေးသွားတယ်တယောက်ယောက်ကဓာတ်နဲ့ရှေ့ကိုထိုးလိုက်တာကိုကျမမြင်လိုက်တယ်ရှောင်းရင်ကျွင်းရဲ့တငယ်အိမ်တွေကျုံသွားတယ်သူကလက်လွတ်နဲ့တင်ဓာတ်သွားကိုလှမ်းဖမ်းလိုက်တယ်သူ့ရဲ့သွေးကထူးခြားတဲ့အနက်ရှိပြီးကျမပေါ်ကိုတစ်ဆက်ချင်းစီးကျလာတယ်ကျမသတိပြောင်းဝင်လာပြီးနှလုံးသေးသေးလေးတွေနဲ့အသေးချာကြီးကအရှိန်နဲ့ပြေးထွက်ပြီးအဲ့ဒီလူကိုတိုက်ခိုက်လိုက်တယ်ရှောင်းရင်ကျွင်းရဲ့နောက်ကျောဘက်ကနေချောင်းမြောင်းနေတဲ့ရန်သူဓာတ်ကိုအသင့်ပြင်ပြီးရှောင်းရင်ကျွင်းရဲ့ကြောပြင်ကိုအရှိကြီးဓာတ်နဲ့မှုန်းလိုက်တယ်နောက်ထပ်တစ်လက်မလောက်သာဆိုရင်အားလုံးပြီးဆုံးသွားမှရှောင်းရင်ကျွင်းတည်သွားနိုင်တယ်ဒါပေမဲ့ငွေဖြူလေးကအဲ့ဒီလူရဲ့လေဘင်းကိုရစ်ပတ်ထားပြီးသားဖြစ်နေပြီးအေးဆက်နေတဲ့အဆွဲတွေကသူ့ရဲ့သွေးကြောတဲ့အထိနက်နက်ရှိုင်းရှိုင်းစိုက်ဝင်သွားတဲ့အစိတ်တွေပြန့်သွားပြီးအသက်ရှင်ဖို့အခွင့်အရေးမရှိတော့ဘူးရန်သူကိုလှုပ်လိုက်တဲ့တစ်စက္ကန့်မှာပဲရှောင်းရင်ကျွင်းကခွန်အားတွေကုန်ခန်းပြီးဒူးတစ်ဖက်ထောက်ကျသွားတဲ့အရှင်မင်းသားဒီနေ့ကအရှင်တရားမဲနေပဲအဲ့ဒီအတန်တွေကမိစ္ဆာတွေလိုပဲကျန်းတဲ့နေတဲ့ကျမရှောင်းရင်ကျွင်းရဲ့လက်မောင်းမှာရစ်ပတ်လိုက်ပြီးရှာလေးကိုထုတ်လိုက်သွင်းလိုက်လုပ်နေတဲ့အခုချအိမ်မှာကျမရဲ့ကျင့်ကြံအားတွေကိုအဆုံးရှုံးမခံနိုင်ဘူးမဟုတ်ရင်ရှောင်းရင်ကျွင်းဒီနေ့တည်သွားလိမ့်မယ်သူ့ရဲ့အေးဆက်တဲ့မျက်လုံးတွေကတဖြည်းဖြည်းမေးမိန်လာတဲ့စကားတစ်ခုခုပြောချင်တယ်လို့မျိုးသူ့နှုတ်ခမ်းထောင်တွေကိုအတင်းအားယူပြီးပြုံးလိုက်တယ်ဒါပေမဲ့သွေးတွေကအရန်ထွက်များနေတဲ့ဒီသွေးတွေအလကားကုန်မဲ့အစားဒီငွေလေးကိုပဲတောက်ခိုင်းလိုက်ရင်ကောင်းမယ်လို့တောင်သူတွေးနေသေးတယ်ကျမဒေါသတကြီးနဲ့ကိုကြွပြီးနှစ်ကြိမ်လောက်မြည်ဟိမ့်လိုက်တယ်ဒီလူတွေကကျမကိုနာကျင်အောင်လုပ်တယ်ကျမရဲ့ကျင့်ကြံမှုကိုဆုပ်ယုပ်စေတယ်ပြီးတော့ကျမအချိန်ကြာကြီးဂယုစိုက်ခဲ့ရတဲ့အစားအစာအရင်းမြစ်ကိုပါဖျက်ဆီးတော့မလို့နှစ်ဖက်စလုံးကအခြေအနေတင်းမာနေပြီးဘယ်သူမှမလုပ်ရဲကြခင်မှာပဲကျမကြံရှိနေတဲ့ကျင့်ကြံအားအနှဲငယ်ကိုတုံးပြီးရှောင်းရင်ကျွင်းကိုတိတ်တဆိတ်ကုသပေးလိုက်တယ်သွေးထွက်တာရက်သွားတဲ့ရှောင်းရင်ကျွင်းကအံ့ဩတုန်လှုပ်စွာနဲ့ကျမကိုစိုက်ကြည့်နေတယ်ကျမသူ့ကိုယ်ပေါ်ကနေရှော့ဆင်းပြီးနှင်းတော်တွေကိုဆင်းလိုက်တယ်ငါနောက်လိုက်ခဲ့ရှောင်းရင်ကျွင်းကအမြန်ပဲသဘောပေါက်လိုက်တဲ့သူကဒဏ်ရာတွေကိုအောင့်ခံပြီးကျမနောက်ကိုအမြန်လိုက်လာတယ်ကျမသူ့ကိုကူတစ်ခုစီခေါ်သွားတယ်အဲ့ဒီလူတွေကကျမတို့နောက်ကျောကိုထက်ချက်မကွာလိုက်လာကြတယ်အဲ့ဒီနောက်နားကွဲလို့မတက်ငွေဟိန်းတန်တွေအကျယ်ကြီးထွက်ပေါ်လာတဲ့အယောင်ဆုံးငွေတွေကသူတို့ကိုယ်တွေကိုကြွလိုက်ပြီးရှာတွေထုတ်ကရန်သူတွေကိုစိုက်ကြည့်နေကြတယ်ဒါကငွေရင်းကြီးပဲအဲ့ဒီနောက်အော်ဟစ်တန်တွေစတင်လာတော့တယ်သူ့အတန်တွေကမရက်မနာထွက်ပေါ်နေတယ်မကြခင်မှာပဲအားလုံးတိတ်ဆိတ်သွားတယ်ကျမရှောင်းရင်ကျွင်းကိုကူရဲခေါ်သွားတယ်ငွေအုပ်ကြီးကဝိုင်းုံနေရာကနေလမ်းဖယ်ပေးလိုက်ကြတယ်တွေ့လားကျမငွေကလေးကကျင့်ကြံနိုင်စွမ်းရှိခဲ့ပြီးငွေမျိုးနယ်တွေရဲ့စွမ်းရည်တွေရှိနေတာကြောင့်ဒီမြေကူရဲ့အငင်းပွားွယ်မရှိတဲ့အုပ်ဆိုးသူဖြစ်လာတာမကြောက်ပါနဲ့သူတို့မင်းကိုရမ်းမမှုပါဘူး။မျက်လုံးထဲကစိုးရိမ်ပူပန်မှုကိုမြင်သွားတယ်ဖြူဖြော့နေတဲ့သူ့မျက်နှာမှာအပြုံးဖြော့ဖြော့လေးတစ်ခုကိုဖော်လိုက်တယ်ငါအဆင်ပြေပါတယ်မင်းရောဒဏ်ရာရသွားလားရှောင်းရင်ကျွင်းရဲ့အကြည့်တွေကကျမကိုယ်ပေါ်မှာတက်လက်မချင်းလိုက်ကြည့်နေတယ်ကျမစီမှာဘာဒဏ်ရာမှမရှိတာကိုသူမြင်သွားတယ်အဲ့ဒီတော့မှပဲသူရှောင်းရင်ကျွင်းစိတ်အေးလက်အေးတက်ပြင်းချနိုင်တော့တယ်ခဏကြာတော့အပြင်ကအခြေအနေကိုတွားကြည့်လိုက်တဲ့ရန်သူတွေအားလုံးတေကုန်ကြပါပြီဒါကြောင့်ကျမပြန်တွားလာပြီးရှောင်းရင်ကျွင်းကိုအချက်ပေးတဲ့အနေနဲ့နှစ်ချက်သုံးချက်လောက်ညီပြလိုက်တယ်။သူကကျမကိုကြည့်ပြီးခဏလောက်စဉ်းစားကပြန်ကြဆိုလို့ပြောတယ်ကျမခေါင်းလေးအသာညှိပြလိုက်တယ်ဆိုလိုတာကဒီလူကတနေ့မှအေဂရစ်ဖြစ်လာမဲ့သူပဲသူကတော်တော်လေးလဲညံထက်မြက်တဲ့ဒီမျိုးကူကဒဏ်ရာကူးတာဖို့အတွက်အဆင်မပြေဘူး။ဒါကြောင့်ကျမရဲ့ကိုယ်ပိုင်ကူစီပဲသူ့ကိုပြန်ခေါ်သွားဖို့ဆုံးဖြတ်လိုက်တယ်လမ်းတစ်လျှောက်မှာကျမခဏခဏရက်ပြီးလိုအပ်မဲ့ဆေးဖက်ဝင်အပင်တွေကိုလိုက်စွတ်နေခဲ့တဲ့ရှောင်းရင်ကျွင်းရဲ့အကြည့်တွေကပိုပြီးလေးနဲ့သွားတဲ့သူကလူစကားနားလေတဲ့ဆေးပင်တွေကိုတိတယ်ကနန်းတွေတိတယ်စာရေးတက်တယ်ပြီးတော့ငွေထောင်ပေါင်းများစွာကိုလည်းအမိန့်ပေးနိုင်နေတာကတာမန်နိုးထလာတဲ့ငွေမိတ်စာတကောင်လို့နိုင်နာထက်အများကြီးပုံနေပြီးဒီငွေလေးကဘလို့ဝိညာဉ်မျိုးပဲဖြစ်ဖြစ်ငါတိတာကတော့သူငါအသက်ကိုကယ်ခဲ့တယ်ဒါကြောင့်သူ့ကိုအိမ်ခေါ်သွားမယ်သူ့ကိုအနားမှာထားတာကမဆိုးတဲ့အကြံဉာဏ်မဲတာပြင်ဒီငွေဖြူလေးကငါသွေးကိုတောက်ရတာကြိုက်နေတာပဲဟာကျမရဲ့အစားအစာအရင်းမြစ်ကကျမကိုအိမ်မွေးတရိษံအဖြစ်ထားဖို့ကြံစီနေတာကိုကျမမတိလိုက်ဘူးရှောင်းရင်ကျွင်းရဲ့ဒဏ်ရာတွေလုံးဝပျောက်ကင်းသွားတဲ့အခါသူလှုပ်ရှားဖို့အချိန်တန်ပြီဆိုတာတိလိုက်တဲ့အရင်ကသူ့ကိုလိုက်ရှာဖို့လှုပ်လိုက်တဲ့သူတွေအကုန်လုံးနီးပါးတေကုန်ကြပြီဒါကြောင့်နောက်ထပ်လွတ်လိုက်မဲ့သူတွေကပိုပြီးအနေရရှိလာလိမ့်မယ်ဒါကြောင့်ငွေလေးကိုအနားမှာထားတာကအနေရကင်းဆုံးပဲဒီတစ်ခေါက်အပြင်ထွက်တာကအခြေအနေကိုကင်းထောက်ယုံတင်ဆိုပေမဲ့အနေရမရှိဘူးလို့တော့မဆိုလိုဘူးသူကသူ့ရဲ့လက်မောင်းကိုကမ်းပေးလိုက်တယ်တောက်လိုက်ဦးဒီနေတော့ပြန်လာတာနောက်ကျနိုင်တဲ့နေဦးကျမရဲ့အစားအစာအရင်းမြစ်ကဘာလို့မလို့လဲ
သူထွက်သွားတော့မလို့လားသူကဘိုက်ဝနေပြီလားထမတောက်ချင်တော့ဘူးလားဒါဆိုရင်လည်းငါစောစောပြန်လာခဲ့မယ်လို့ပြောတယ်သူကအဲ့ဒီလိုပြောပြီးကျမခေါင်းကိုအသာလေးပုတ်ကလှည့်ထွက်သွားတယ်ဒါပေမဲ့ကျမစိုးရိမ်စိတ်ကိုမရက်တက်နိုင်တာနဲ့သူ့နောက်ကိုတိတ်တဆိတ်ထက်ချက်မကွာလိုက်သွားမိတဲ့ဆောင်းတွင်းကြီးရဲ့အေးတန်ကြားမှာတောင်ရှောင်းရင်ကျွင်းရဲ့ခြေလမ်းတွေကကြောက်ဆောင်လိုခိုင်းမနေတော့ပဲကျမအဲ့ဒီအမောင်ရိပ်တန်ကြီးကိုတိတ်တဆိတ်ခဏလောက်ကြည့်နေမိတယ်ဒီနားကလမ်းကြောင်းကတာကဘယ်မဲလိုက်ကွင်းကိုမှဥတီနေတဲ့လမ်းမဟုတ်တာတော့တေချာနေတယ်ဒီကနေတက်တက်သွားရင်တောင်အောင်ဆင်းတဲ့လမ်းကိုရောက်လိမ့်မယ်သူ့ကိုကုသပေးရအစာရှာပေးရနဲ့ဒီလောက်ဒုက္ခခံခဲ့တာတော့အခုသူနေကောင်းသွားတော့ကျမကိုထားခဲ့ပြီးထွက်သွားချင်နေတာလားသူ့ကိုကြိုက်တက်လိုက်ရင်ကောင်းမလားပဲနိုင်ဝက်လောက်လမ်းလျှောက်ပြီးတဲ့နောက်ရှောင်းယွန်းကျန်းကရွာသားတယောက်ကိုလှမ်းမြင်လိုက်တဲ့အဲ့ဒီလူကထင်းခုန်နေတာပါရှောင်းယွန်းကျန်းကစကားပြောဖို့ရှောက်သွားပေမဲ့ကျမမျက်မှောင်ကျုပ်ပြီးကြည့်နေမိတယ်အဲ့ဒီရွာသားကသူ့ပစိန်ကိုတခုခုလှုပ်တော့မဲ့အတိုင်းတင်းတင်းဆုပ်ထားတာကျမအဆွဲထုတ်ပြီးအပေါ်ကိုခုံအုပ်လိုက်တော့အစိတ်ပြင်းတဲ့ငွေဆိုပြီးရှောင်းယွန်းကျန်းကလန့်ပြီးလှည့်ကြည့်တယ်ဒါပေမဲ့သူ့စီပြန်တက်လာတဲ့ကျမကိုအချိန်မီဖမ်းလိုက်နိုင်တယ်သူ့မျက်လုံးတွေကဝမ်းသာအားရဖြစ်သွားပြီးအตาရရေလိုက်တယ်မင်းကနောက်ကိုစိတ်မချလို့လိုက်လာတာမလားတဲ့အေးပေါ့စိတ်ပူတာပေါ့မင်းစီကသွေးတောင်ဝဝလင်လင်မတောက်ရသေးဘူးအခုထွက်သွားတော့မလို့လားဒီလိုလူမဆန်တဲ့လူသားဒီမျိုးကအစိတ်ရှိတယ်လို့ရွာသားကအော်တာတောင်သူကအေးဆေးဆေးပဲကျမခေါင်းကိုပုတ်ပေးပြီးရွာသားကိုလက်အုပ်ချီနှုတ်ဆက်တယ်အားနာပါတယ်ဗျာဒါကျွန်တော်အိမ်မွေးတရိတ်ဆန်လေးပါခမားကိုလက်အောင်လုပ်ဖို့ရည်ရွယ်တာမဟုတ်ပါဘူးမင်းတကယ်ပဲအဲ့ဒီအတိုင်းပြောလိုက်တာလားငါကမွေးနဂါးမျိုးနွယ်ရဲ့ပိုးပေးပဲလူသားတယောက်ရဲ့အိမ်မွေးတရိတ်ဆန်ဖြစ်ရမယ်လို့လားဒါငါ့ကိုအကြီးကျယ်စော်ကားတာပဲကျမဒေါသထွက်လုံးလို့အဆွဲထုတ်ပြီးရှောင်းယွန်းကျန်းရဲ့လက်ကောက်ဝတ်ကိုအားနဲ့ကိုက်ချလိုက်တဲ့ရွာသားကတော့ကြောက်လန့်တကြားကြည့်နေပေမဲ့ရှောင်းယွန်းကျန်းစီမှာတော့ကြောက်ရွံ့တဲ့အရေးအယောင်ဒါမှမဟုတ်အစိတ်တက်တဲ့လက္ခဏာလုံးဝမရှိဘူးအဲ့ဒါကပဲတောထဲမှာနေထိုင်တဲ့ဒီလူအပေါ်ရွာသားကိုယိုသေးခန့်ညားသွားစေတယ်ဒါကရွှေရှိတောင်ရက်စီမောင်တိန်ပါတောင်အောက်မှာရွှေမိသားစုရွာရှိတယ်လို့ရွာသားကပြောပြတယ်ခမများမကန့်ကွက်ဘူးဆိုရင်ကျွန်တော်နဲ့အတူတောင်အောက်ကိုဆင်းခဲ့ပါလားလို့ရွာသားကဖိတ်ခေါ်တယ်ကျမကတော့သွားကြိတ်ပြီးအဆွဲကိုပို့ထုတ်လိုက်မိတယ်အစရင်မြင့်ဖြစ်တဲ့ဒီလူကတကယ်ပဲထွက်သွားတော့မှလားရှောင်းယွန်းကျန်းကကျမကိုတစ်ချက်ကြည့်ပြီးမှကျေးဇူးတင်ပါတယ်ဒါပေမဲ့မလိုပါဘူးကျွန်တော်ဘာသာကျွန်တော်ပဲဆင်းသွားပါမယ်လို့ညင်းလိုက်တယ်ရွာသားနဲ့လမ်းခွဲပြီးရှောင်းယွန်းကျန်းကတွေးတွေးဆဆနဲ့ကျမကိုခေါ်ပြီးတောင်အောက်ကိုဆင်းလာတယ်ကျမရှာလေးထုတ်ပြီးရွာသားရှိတဲ့ဘက်ကိုပြန်ကြည့်မိတယ်တခုခုတော့မှားနေပြီးအထူးသဖြင့်အဲ့ဒီရွာသားကရှောင်းယွန်းကျန်းရဲ့မျက်နှာကိုမြင်လိုက်တဲ့အခိုက်အတန့်မှာပဲရှောင်းယွန်းကျန်းကလည်းကျမတရှုရှုလုပ်ပြီးနောက်ကိုလှည့်ကြည့်နေတာကိုသတိထားမိသွားတယ်မင်းလဲအာယုံရတယ်မလားလို့သူကမေးတယ်ကျမခေါင်းကြီးပြလိုက်တယ်စိတ်မပူပါနဲ့ဒီနေ့အခြေအနေကြည့်ဖို့ပဲသွားတာပါတခုခုမှားနေရင်ငါတို့ချက်ချင်းပြန်လှည့်လာမယ်ဘသူကစိတ်ပူနေလို့လဲလို့ကျမစိတ်တူတူနဲ့ပြန်တုံ့ပြန်လိုက်တယ်ဒီလူကတစ်ချိန်ကကျမကိုအစာအဖြစ်တက်ဖို့လုပ်ခဲ့တာကိုမမေ့သေးဘူးရှောင်းယွန်းကျန်းကပြုံးလိုက်ပြီးငါဘေးကင်းရေးကိုစိတ်ပူပေးနေတဲ့ငွေလေးကတကယ်ကိုချစ်ဖို့ကောင်းတာပဲတဲ့သူတို့နှစ်ယောက်တောင်အောက်ကိုအမြန်ဆင်းလာခဲ့ကြတယ်ရွာထိပ်ကိုမရောက်ခင်မှာပဲလက်နက်ကင်ထားတဲ့လူအယောက်20လောက်ကသူတို့စီတန်းတန်းမတ်မတ်ပြေးလာကြတယ်ခေါင်းဆောင်ကပြောတယ်သူ့ကိုအသက်ရှင်လေးရဖမ်းခဲ့လို့ပြောပြီးတာနဲ့သူတို့ဝိုင်းလာကြတယ်ရှောင်းယွန်းကျန်းကအယမ်းမြန်တယ်တခဏအတွင်းမှာပဲလူတယောက်ကိုခုတ်လဲလိုက်နိုင်တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကျမစီမှာတခုခုထူးဆန်းတာဖြစ်လာတယ်တကူလုံးပူလောင်ပြီးအားရင်ကုန်ခန်းတယ်လို့ခံစားရတယ်တိုက်ပွဲရဲ့အရှိန်အဝါကကျမတဲကရန်လိုမှုကိုနှိုးဆော့ပေးလိုက်တယ်လို့ပဲတကူလုံးအတွင်းထဲကနေကွဲထွက်တော့မဲ့အတိုင်းခံစားနေရတယ်ရှောင်းယွန်းကျန်းကကျမကိုအသာအရာမယူပြီးသူ့ရဲ့ရင်ခွင်ထဲမှာထည့်ထားပေးတယ်ဒီမှာပဲနေပါတဲ့သူကျမတခုခုဖြစ်နေတာကိုသိနေတယ်ဒါပေမဲ့ရန်သူတွေရှိနေသေးတဲ့၍သူကျမကိုခေါ်ပြီးမထွက်သွားနိုင်ဘူးသူ့ရဲ့မျက်လုံးတွေကပိုပြီးနှက်မောင်လာပြီးလူသက်ချင်တဲ့အရှိန်အဝါတွေကပြင်းထန်လာတဲ့ကျမအယမ်းခံရခတ်နေတယ်အရေကွန်လဲတိုင်းခံစားရတဲ့ဝေဒနာမျိုးပဲတကယ်ဆိုဒါကငွေတွေစောင်းခိုရမယ့်ရာသီအရေကွန်မလဲရမယ့်အချိန်လေးရှောင်းယွန်းကျန်းရဲ့ရင်ခွင်ထဲမှာသူ့ရဲ့နှလုံးခုန်တန်းနဲ့ခန္ဓာကိုယ်ရဲ့နှွေးထွေးမှုကိုခံစားရင်ကျမရဲ့အရေကွန်တွေဖြည်းဖြည်းချင်းကွဲအပ်လာတဲ့အရန်နာကျင်လုံးလို့ကျမအဆွဲနဲ့သူ့ရင်ဘက်ကိုကိုက်ချလိုက်မိတဲ့ရှောင်းယွန်းကျန်းရဲ့ခန္ဓာကိုယ်ကအနှဲငယ်တောင့်တင်းသွားပေမဲ့ချက်ချင်းပဲဟန်ချက်ပြန်ထိန်ပြီးဓာတ်ကိုစက်ဝိတ်ရမ်းနေတယ်ဒါပေမဲ့အချိန်တွေကပိုဆိုးလာတဲ့ရန်သူတွေတဲက9ယောက်ကရှောင်းယွန်းကြဘယ်လောက်တော်တယ်လဲဆိုတာမြင်သွားပြီးတယောက်နဲ့တယောက်မျက်ရည်ပြကတပြိုင်နက်တည်းတိုက်ခိုက်လာတဲ့ရှောင်းယွန်းကျန်းကရှောင်းတိန်နိုင်ခဲ့ပေမဲ့နောက်ထပ်လူ2ယောက်ကသူ့ရင်ဘက်ကိုတက်တက်လာတိုက်တယ်သူရှောင်းလိုက်ပေမဲ့လည်းဓာတ်ချက်တွေကသူ့ရင်ဘက်ကိုထိမှန်သွားပါတော့တယ်